မင်္ဂလာပါကျွန်တော်ကတော့ကိုစီသူပါ marketing နဲ့ digital marketing နဲ့ပတ်သက်ပြီးစီးပွားရေးလုပ်ငန်းတွေကိုအကြံပေးတယ် AI tool တွေနဲ့ creation တွေအတွက်လည်း knowledge sharing ပြုလုပ်ပေးနေတဲ့သူပဲဖြစ်ပါတယ် အခုလိုအကြောင်းအရာတွေကိုအမြဲလေ့လာနိုင်ဖို့အတွက်ကျွန်တော်ရဲ့ Facebook နဲ့ TikTok page လေးတွေကို like and follow လေးလုပ်ထားဖို့မမေ့နဲ့နော် VPN မလို့ပဲ marketing အကြောင်းအရာတွေကိုလေ့လာချင်တယ်ဆိုရင်တော့ caption ထဲမှာပါတဲ့ YouTube channel လေးကို subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်ထားလို့ရပါတယ်ကဲသင်ခန်းစာလေးစလိုက်ကြရအောင် ကိုရေးတဲ့စာတွေကနေတဆင့်အခါသူတွေကိုတစ်ခုခုလှုပ်လာအောင်တကယ်ပဲဆွဲဆောင်ခြင်းနေဆိုရင်ပေါ့နော် Ray Edwards ရဲ့နီးစနစ်ကိုအခြေခံထားတဲ့ဒီ framework ကတကယ်ကိုအစွမ်းထက်တဲ့အဖြေတစ်ခုဖြစ်နိုင်ပါတယ်ကဲဒါဆိုရင်ဒီအကြောင်းကိုအတူတူကြည့်လိုက်ကြရအောင် ဒီနေ့အဓိကပြောသွားမယ့်အကြောင်းအရာတွေကတော့အရင်ဆုံးတကယ်ကြံဖို့အရှိဆုံးအရေးချင်းကဘာလဲဆိုတာကိုကြည့်မယ်ပြီးရင်ပုံနေချင်းပြီးရောင်းချခြင်းဆိုတဲ့စကားရဲ့နောက်ွယ်ကဇာတ်လမ်းကိုပြောပြမယ်ပြီးလို့မှအဓိကပိုင်းဖြစ်တဲ့ Pastor framework ကိုအသေးစိတ်လေ့လာပြီးဒါကိုလက်တွေ့ဘယ်လိုသုံးမလဲဆိုတဲ့ blueprint တစ်ခုနဲ့အဆုံးသတ်သွားမှာပါဟုတ်ပြီအရင်ဆုံးစီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်အဓိကကြတဲ့မရှိမဖြစ်လိုအပ်တဲ့အရေးအချင်းတစ်ခုတည်းကဘာများဖြစ်မလဲဆိုတာကိုအတူတူအဖြေရှာကြည့်ကြတာပေါ့ လုပ်ငန်းရှင်တော်တော်များများပေါ့သူတို့ main နေတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့တခြားဘယ် marketing tool ထက်မဆိုပိုပြီးတော့တန်ပေါင်းများစွာတန်တဲ့လုပ်ငန်းကြီးတွေကိုအစားနေစားပြီးတီချောင်းနိုင်ခဲ့တဲ့အဓိကကျတဲ့ skill တစ်ခုပဲစဉ်းစားကြည့်ပါအဲ့ဒါဘာဖြစ်မလဲ အဖြေကတော့ copywriting ပါပဲဟုတ်ပါပဲလူတွေကိုကိုဖြစ်စေချင်တဲ့အတိုင်းလှူရှားလာအောင်လှုပ်ဆော်နိုင်တဲ့ဆွဲဆောင်မှုရှိတဲ့စာလားတွေရေးသားနိုင်တဲ့စွမ်းရည်ပေါ့ ကမ်းပြီဒါဆို copywriting ဆိုတာတကယ်တော့ဘာကိုပြောတာလဲသူ့ရဲ့အသေးပဲကိုလွန်ခဲ့တဲ့နှစ်တရာကျော်ကတမိုင်းဝင်တွေ့ဆုံမှုလေးတစ်ခုမှာအခိုင်အမာသတ်မှတ်ခဲ့တာပါဇလန်က1904ခုနှစ်မှာစခဲ့တာပါအဲ့ဒီတုန်းကဘယ်သူမှမသိဘဲတဲ့ copywriter တယောက်ဖြစ်တဲ့ John E. Kennedy ကကြော်ညာလောကရဲ့ AI မှပုဂ္ဂိုလ်ကြီး Albert Lasker ရှိကိုစာတစ်စောင်ရေးဝါမပို့ခဲ့တယ်အဲ့ဒီစာကကြော်ညာဆိုတာဘာလဲဆိုတာကျွန်တော်ပြောပြနိုင်တယ်ခင်ဗျမသိဘူးဆိုတာလည်းကျွန်တော်သိတယ်ဆိုပြီးရေးထားတာအဲ့ဒီကနေအရာလုံးပြောင်းလဲသွားခဲ့တာပါပဲအဲ့ဒီတွေးဆုံမှုမှာ Kennedy ကကြော်ညာလောကတစ်ခုလုံးကိုအတိတ်ပဲသွဖွင့်ဆိုစေခဲ့တဲ့စကားလုံးသုံးလုံးနဲ့ရှင်းပြခဲ့ပါတယ်အဲ့ဒါကတော့ပုံနှိပ်ခြင်းဖြင့်ရောင်းချခြင်းပါပဲဒါကအတိကအချက်ကိုအရန်ရှင်းအောင်ရှင်းပြလိုက်တာပါပဲ copywriting ဆိုတာရိုးရိုးလေးပဲရောင်းချခြင်းအတပင်လျာတစ်ခုပဲဒါပေမဲ့အဲ့ဒီ print ဆိုတဲ့စကားလုံးကအခုခေတ်မှာတော့ web page တွေ video တွေ podcast တွေ social media တွေအထိအကုန်ကျုံးဝင်သွားပြီပေါ့ကဲဒါဆိုအခုခေတ်မှာဒီအရေးချင်းကိုပယ်လို့အသုံးချမလဲအခုကျွန်တော်တို့ခေတ်မီတဲ့နည်းစနစ်တစ်ခုကိုကြည့်ကြအောင်ဒီစနစ်ကဖောက်သေးတွေကိုရောင်းဖို့တက်မဟုတ်ပဲသူ့ကိုကူညီဖို့လက်ညွန်ပေးလို့ကိုအဓိကထားတဲ့ကျင့်ဝတ်နဲ့ညီတဲ့စနစ်တစ်ခုပါဒီစနစ်ရဲ့အဓိကအတွေ့အခေါ်ကဖောက်သေးတွေအတွက် pastor အဲ့ဒါအတွက်သူထင်းတယ်လို့ထင်နေပေါ်ပါပဲကိုယ့်ရဲ့သူ့ကိုမေတ္တာထားတယ်ခရုစိုက်တယ်အကအခွဲပေးတယ်အဲ့လိုချင်းကပ်ပုံမျိုးနဲ့ဒီဆောက်ထားတာပါအဲ့တော့ PASTOR ဆိုတာကအတူကောက်စကားလုံးတစ်ခုပါသူမှအဓိကကြတဲ့အစင်ရှောက်စင်ရှိတယ် PASTOR တလုံးချင်းစင်မှာသူဒီဘယ်နဲ့သူရှိပါတယ်ဒါဒီကိုတူးသွားရင်ကိုယ့်ရဲ့ sales copy ကိုဘယ်လိုတိချောင်းရမလဲဆိုတာချက်ချင်းသဘောပေါက်သွားမှာပါပထမတော့ကိုကြည့်ရအောင် P ကတော့ person problem pain ပါဆိုလိုတာက fault တဲ့ကဘယ်လိုလဲသူရဲ့ပြဿနာကဘာလဲအဲ့ဒီပြဿနာကြောင့်သူရဲ့ဘလောက်တောင်နာခြင်းခံစားနေရလဲဆိုတာကိုနည်းနားလဲဖို့ပါ A က amplify အဲ့ဒီပြဿနာကိုမဖြေရှင်းရဘာတွေဆက်ဖြစ်နိုင်မလဲဆိုတဲ့ non set တွေဆိုကြိုးတွေကိုချက်ထွင်ပြီးထောက်ပြတာပြီးတော့ S က story and solution ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းကိုဇလန်တပုတ်လို့ဆွဲဆောင်မှုရှိတင်ပြတာမျိုးပေါ့ဒုတိယတော့ကတော့ရက်လက်ကိုဒီကထားပါတယ် T က transformation and testimony ဆိုလိုတာကဖောက်တယ်ရရှိမယ်အသွင်ပြောင်းလဲမှုပိုကောင်းလာမယ်ဘဝကိုပုံဖော်ပြပြီးတခြားသူတွေရဲ့တက်တဲ့ခံချက်တွေနဲ့အာဘီပေးတာပါ O ကတော့ offer ကိုပါပေးနိုင်မလဲဆိုတာကိုရှင်းလင်းတင်ပြရမယ်အဓိက feature တွေထက် benefit တွေကိုတားပေးရမှာပါနောက်ဆုံး R က response ဖောက်တဲ့ကိုဘာလို့စိတ်ချင်လဲဆိုတာတိတိကျကျတောင်းဆိုရမှာဖြစ်ပါတယ်ဒီတော့အရေးကြီးဆုံးအချက်ကဒီနီးစနစ်ကိုလက်တွေ့မှာဘယ်လိုအသုံးချမလဲဆိုတာပါပဲ
တကယ်တော့အယောင်မြင့်တင်ရေးစာတစ်စောင်မှာပါဝင်တဲ့အခြေခံအုတ်မြစ်တွေဖြစ်ဒီ framework ကိုတိုက်ရိုက်ပြောင်းလဲသုံးစွဲလို့ရပါတယ် ပုံမှန်အပြင်ပေါ့နော်ကောင်းမွန်တဲ့ sales letter တစ်စောင်မှာအခြေခံကြတဲ့အစိပ်ပိုင်း15ခုလောက်ပါဝင်ပါတယ် ဒီအစိပ်ပိုင်း15ခုကကြာပန်းမဟုတ်ပါဘူးသူတို့အားလုံးက PASTOR framework ရဲ့အဆင့်တစ်ခုချင်းစီနဲ့အဝင်ခွင့်ကြဖြစ်ပြီးလိုက်လို့ရလွယ်ကူတဲ့ဖွဲ့စည်းပုံတစ်ခုကိုပြည့်စွမ်းပါတယ် ဒီ slide မှာဆိုရင်သဘောတရားတသက်ဖြစ်တဲ့ POSTO framework ကိုလက်တွေ့ကြတဲ့အရေးသားအစိပ်ပိုင်းအနေနဲ့ဘယ်လိုချိတ်ဆက်ထားလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ဥပမာ P ဆိုတဲ့ပြဿနာကိုဖော်ပြဖို့အတွက် headline တွေ text copy တွေကိုသုံးတယ်။ T ဆိုတဲ့အသွင်ပြောင်းလဲမှုကိုသက်သေပြဖို့အတွက် testimonials တွေ credibility တွေကိုသုံးတယ်။ပြီးတော့ O ကန့်လန့်ချက်အတွက် value justification risk reversal တွေထည့်ပေးတယ်။နောက်ဆုံး add တုံ့ပြန်မှုရဖို့အတွက် call to action နဲ့ PSD နဲ့အဆုံးသတ်တာမျိုးပါဒီလိုနည်းနဲ့သဘောတရားကိုလက်တွေ့အရေးသားအဖြစ်ပြောင်းလဲလိုက်တာပါ အမြဲတမ်းတတိရရမယ်အဓိကအချက်ကတော့ T4 transformation ပါပဲလူတွေက DVD တွေစာအုပ်တွေ chart တွေလိုပစ္စည်းတွေဝယ်တာမဟုတ်ပါဘူးအဲ့ဒီပစ္စည်းတွေကနေတဆင့်သူတို့ရရှိလာမဲ့ပိုကောင်းတဲ့ဘဝပုံစံသစ်အဲ့ဒီအသွင်ပြောင်းလဲမှုကိုသာဝယ်ကြတာပါပြီးတော့ဒီနည်းစနစ်က copywriting ကိုလျှို့ဝှက်စမ်းကြဲတဲ့အတတ်ပညာတစ်ခုဖြစ်ခဲ့တယ်ဘယ်သူမဆိုနားလေအတုံးချနိုင်တဲ့ကျင့်ဝတ်နဲ့ညီပြီးတစ်ခါလှုပ်ဆောင်နိုင်တဲ့စနစ်တစ်ခုဖြစ်ပြောင်းလဲပေးလိုက်တာပါပဲအခု blueprint ကတော့ရှိနေပြီဒီ blueprint ကိုတုံပြီးကဘာကြီးကိုဘာတွေလှုပ်ဆောင်လာအောင်ဆွဲဆောင်ကြမလဲ